အားလုံးပဲမင်္ဂလာပါကောက်ဘလော့ကနေအားလုံးကိုပြန်လဲကြိုးလဲကျွန်တော်ခုဒီနေ့မိတ်ဆက်ပေးခြင်းလည်းဘလော့ကတော့အားလုံးပဲသဘောကျတဲ့လောက်ပဲလုပ်ပြီးတယ်အားတော့ပါလဲဆိုတော့စင်ကူနိုင်ငံမှာရှိတယ်ဒါတော့အားလုံးကိုပြောမယ်စင်ကူကြိုးလဲလူတော်များများလာကြတယ်channel တော့ဖြစ်ပါတယ်အခုကျွန်တော် channel တော့ရောက်ရှိနေပါတယ် channel တော့မှာဘာလဲရှိတယ်ဘာတွေလုပ်လို့ရတယ်နောက်တစ်ခုစားတော့တွေကွန်ပျူတာတွေနေရာတွေဘယ်လိုတွေရှိတယ်ဆိုတာကိုလည်းကျွန်တော်အားလုံးကိုကျွန်တော်ပြသပေးပါတယ်ပြီးရင်ကျွန်တော်လည်းဒီလို channel တော့ကိုလိုက်ခဲ့ကြပါမယ်ကျွန်တော်ဒီ blog လေးကိုကြည့်ရှုပြပါကျွန်တော်ဒီ blog လေးကအားလုံးအတွက်ကြည့်ရှုရခြင်းပါအကျိုးတွေရခြင်းတယ်နောက်တစ်ခုဒီ blog လေးကိုသဘောကျတယ်ဆိုတော့ကျွန်တော် blog လေးကိုလိုက်ချက်ပြီးအဲဒီလိုကျွန်တော်အားပေးပါကြပါတယ်ခေတ္တဆိုရင်တို့အားလုံးအားတိုင်းပြောမယ်နဲ့ကျွန်တော်တော့အားလုံးပဲထွားလိုက်ရအောင်ကဲဒီတမှာတော့ကျွန်တော်တော့ကျိုးရှိဒီနေ့ကတနေ့ဝင်နေဆိုတော့ဒီကတော့တော်တော်လေးစီပါတယ်ဒီမှာကျွန်တော်တို့တက်ပုံတည်းရိုက်ကောင်းတယ်နောက်တစ်ခုမှတ်တရပစ္စည်းတွေနောက်တစ်ခုပြောတော့မယ်ရေခဲမုတ်ဆိုင်ကော်ပီဆိုင်နောက်ပြီးတော့အေးတွေဒီမှာတော်တော်စုံလေးတွေဒီမှာရပါတယ်ရိုးပါဆိုင်တော်ဒီမှာအဓိကကတော့ဒီမှာတရုတ်တွေရောတော်တော်လေးပေါ်ပါတယ်တရုတ်တွေဆိုရင်အခုကျွန်တော်ဒီ blog လေးကဒါ China Town ဒီဟာလေးကိုကျွန်တော်ဟောရောက်ရှိတဲ့ဟာကိုဒီမှာပါဘယ်လိုပါရရှိတယ်ဘာတွေလုပ်လို့ရတယ်ဆိုတော့ကျွန်တော်မိတ်ဆက်တဲ့ blog လေးဖြစ်ပါတယ်ကျွန်တော်အခုဒီ blog လေးကကြည့်ရှုတဲ့သူကိုကျိုးလေးတော်လေးရရှိတယ်ပျော်ရွှင်မှုချက်သားတစ်ခုရရှိစေတဲ့တွင်ကျွန်တော်ရဲ့ blog လေးကို like share လုပ်ပြီးကျွန်တော်အားပေးသွားလို့ရပါတယ်နောက်တဲ့ဗီဒီယိုလေးကြရင်လည်းကျွန်တော်နောက်ထပ်လာဖို့ရှိပါသေးတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားနေဆိုရင်ကျွန်တော်ဆက်လက်ဆောင်ကြည့်ပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်ဒီရွာပေါ်ချင်းတဲ့တောင်းဟာနေရာလေးကတော်လေးကိုကျဲတယ်ပြောလို့ရတယ်လားတော်လေးကိုနေရာဘယ်လိုပြောမလဲစိုင်းတန်းတွေတော်တော်ရှိသူကပွဲစည်းပုံစံမျိုးတော့လုပ်ထားတာဒါကတော့ကျွန်တော်တို့ငွေလဲတဲ့နေရာပါအဆန်လဲခြင်းလို့ဒါကျွန်တော်လဲလို့ရတယ်နောက်တော့ဒီမှာရိုးရပစ္စည်းတွေအဝေစားတွေလည်းဝယ်လို့ရပါတယ်ဒီမှာဈေးနှုန်းလည်းတင့်တယ်ရှိကော鞋柜上面。ဒီမှာကနန်းနေရပါတယ်ပင်လယ်စားတွေကနန်းပင်လယ်စားဝယ်စားကြည့်ဒီမှာဝယ်စားလို့ရတယ်ဒါတော့ကျွန်တော်တို့လက်ဆောင်ပစ္စည်းဝယ်တဲ့ဆိုင်တွေပါအခုကျွန်တော်ချစ်တဲ့တောင်းကျွန်တော်လေးရတော့လောက်ပါပဲကျွန်တော်ဒီချစ်တဲ့တောင်းကျွန်တော်လေးကိုအားလုံးပဲသဘောကျနေတဲ့သက်လို့ကျွန်တော်ကြည့်ပါတယ်ကျွန်တော်ဒီ channel တော့ပြောလို့ရကျွန်တော်ကြည့်ရှုတဲ့သူတွေကိုခံစားမှုရတာတစ်ခုလောက်စီတယ်ကျင်းဦးစီနဲ့ပြောစီတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအားလုံးပဲ like share လေးလုပ်ပြီးတော့ကျွန်တော်ကိုစူးပြသကြည့်ရပါတယ်
နောက်ထပ်တောင်းနေဒီမှာကျွန်တော်ဟောစင်ကာပူနိုင်ငံရဲ့မတူညီတဲ့နေရာတွေကိုကျွန်တော်တွားရောက်ပြီးတော့အားလုံးတို့ကျွန်တော်ရိုက်ကူးတင်ဆက်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အားလုံးတွားကျင်တဲ့နေရာတွေတွားစေချင်တဲ့နေရာတွေရှိတဲ့ဆိုတော့ကျွန်တော်ခုမှမှာမဂ္ဂပေးလို့ရပါတယ်နောက်တစ်ခုကျွန်တော်စာဖတ်ဘလော့တွေလည်းကျွန်တော်လာဖို့ရှိပါတယ်ကျွန်တော်ရဲ့စာဖတ်ဘလော့တွေကိုလည်းအားလုံးဆောက်လုပ်ကြည့်ရှုပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကစာဖတ်ဘလော့ကိုလည်းကျွန်တော်ဘာစာအုပ်တွေကျွန်တော်ဖတ်စီချင်တယ်ဆိုတော့လည်းအားလုံးပဲအကြံပြုပြီးတော့ရေးသားခဲ့ရပါတယ်ကဲဒါဆိုရင်ကျွန်တော်ဒီဘလော့လေးကနေကျွန်တော်အားလုံးကိုလုပ်ဆက်ပါတယ်ကျွန်တော်ဒီဘလော့လေးကိုကြည့်ရှုအားပေးတဲ့သူတွေအားလုံးဒီရစာပြီးစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းပြည့်စုံပြီးတရားပြောချက်လေးလေးအားလုံးပိုင်ဆိုင်ကြပါစေ။ကောကနေအားလုံးစမှုအောင်တောင်းပေးလိုက်ပါတယ်။နောက်ပြီးကိုချစ်ရတဲ့သူတွေလည်းဒီနေ့စားပြီးအားလုံးစိတ်ပြီးစိတ်ချမ်းသာပြီးရွှေရွှေနေတဲ့နဲ့ကြပါစေလို့ကျွန်တော်အားတက်စီအားလုံးကြည့်ရစီလေးလေးတောင်းပေးပါတယ်။ကဲဒါဆိုရင်အားလုံးပဲစီမနေပြီး